အကင်းကွာတရား တရားနဲ့ဘယ်လိုလုပ်ရမလဲဒီကောင်လေးရမှာဒီကဘယ်လိုမှကျွန်တော်ကြောက်ခိလိုက်တာလက်ကားလိုက်တာမဟုတ် လေးနဲ့လာတာပေါ့ဗျာနော်ဘယ်လိုလိုဘယ်ကာလာလိုလာတယ်တစုကိုကျွန်တော်9သိန်းလုံးနဲ့ပဲခေါ်ပေးမယ် မာရာဖြည်းဖြည်းတဲ့ ကျွန်တော်နောက်မှပြန်လာခက်လိုက်မယ်ဟုတ်ပြီဟုတ်ပြီဟိုမကြောက်လားမသိဘူးဟိုငါလူမဟုတ်လားအေးကိုကြီးခဏလာခဲ့ဦး အဲ့တော့ကြောက်ခွာလား အေးဟုတ်တယ်လို့လေကြောက်ကကြီးလား တော့ကြည့်ရတော်တော်ကောင်းတယ် မကြောက်ရတယ် ဟိုးပုံမှန်ကြအဲ့မှာရဲရှာ ဟောဟိုနာပုံလား ဟုတ်တယ် ကျွန်တော်ကြည့်လို့ရမလားကိုကျွန်တော်ကူညီလုံးတယ် ရှိတော့လွယ်မမချင်းဘူးတော့ကတော့ ပါကျွန်တော်လက်ကီးကင်းမယ် ပြဘူးတယ်သူတို့ဘာမှပြင်း လုပ်ပါလုပ်ပေးကြည့်လိုက်အောင် ဘာလို့လဲလားရှော့ရဟိုကမင်းဒီလာပေါ်ထားလာရရောတော့မှအိမ်ကိုဒီမှာလောကကြောက်ကြည့်ရဆိုတော့ခေါ်နေတာဘယ်လိုပဲထားရမင်းမထားရကွာကျောင်းတော့ကြည့်ချင်နေတယ်ပြောတာဒီကောင်ကမြေသားကုန်းနဲ့ဆေးမလို့ပြောကြတယ်ကွာရှော့ရတယ်မခေါ်ခဲ့သမ်းမနဲ့ အဲ့ဘယ်လိုမှကျွန်တော်ကြောက်ခိလိုက်တာလက်ကားလိုက်တာမဟုတ် သူကလည်းကမလို့ဆိုပြောငါဖြတ်ပေးပါမယ် အဲ့တော့ဖြစ်မှာလေ တရားကင်းကွာတရား တရားနဲ့ဘယ်လိုလုပ်ရမလဲဒီကောင်လေးရမှာဒီကြောက်ကြီးကိုခင်ဗျာ တော့လောဘနဲ့ပြကြည့်လိုက်လေအားကြောင့်ခေါ်လိုက်ကွာပြကြည့်လိုက်ကွာလောဘရပြီဒီမှာကြောက်လေးကြည့်အောင်လောဘ ဆိုတော့မိုက်တော့မန်ကာလို့လေမချစ်ဘူးတည့်ချော်လေးကတော့မဆိုးဘူး ချောရလာအဲ့တော့ပါ ကွန်ပါမျိုးပဲတော့ဒါလုံးကြီးဆိုလို့ရှိရင်တော့သူကကြောက်မျိုးမှန်ဖို့ပဲလိုတယ်ပေါ့ခောက်ထားနေရလေးကဒီမှာကြည့်နှက်နေရပဲနော်အားလုံးပါလေတရားလေး မင်းတို့ပဲပြောလိုက်ကွာရ တော့မထောင်းရချင်တာ အောင်တော့မလုံးနဲ့အုံညတစ်လုံးတော့ရောလိုက်လေပေးရ ကျွန်တော်ပေးထားတာတရားကြော်မျိုးမသေးရဘယ်ကြော်မျိုးသေးရမလဲကိုသိရ 150ချအောင်လေ မရဘူးပြန်လာတယ် တော့ချုံ အခုတော့လည်းနီးစပ်ဆုံးပြောကြည့်လိုက်လေ ဒီဟာငါတော့ရချင်တာ နေရာတော့လည်းချကြည့်အောင်လေ မရဘူးပြန်လုံးကြီးနဲပါပြန်လောက်ရမှာ ဒီရေမန်းပါလို့ရှိရင်ကိုတို့ပြောတဲ့900တစ်ထောင်ကတော့ချပေးလို့ရတယ်ကျွန်တော်များပြန်ခေါင်းရအောင်ပါလေအဲကျွန်တော်ကန်ဖို့ကေနေရာနဲ့ရေမန်းပါသွားရင်တော့ဟုတ်လား ဘယ်လိုလဲ 30တင်ပေးလိုက်မယ်230 ဘယ်လိုလုပ်မလား ကြည့်လိုက်ကိုတိုင်မင်ကြည့်လိုက်အေးစေးတိုင်မင်ကြည့်လိုက်ချောင်းမယ်ဆိုရှင်လည်းပြောပေါ့ နေ30တော့ပေးတယ်နည်းမှာကြောက်တော့ လဲတပါနဲ ကြောက်မဖြတ်ရင်အောင်ပါလုံးကြီးရမယ်ရေပါဒါအစိတ်ဓာတ်တွေကြောက်ပါ ဒါတို့ကဖြတ်တော့မယ် တရားကျော်တရား90လောက်ရှိတာငါလည်းအဲ့ဆိုရောင်းလိုက်ကွာလေးလည်းရောင်းပါလားရောင်းနေရောင်းပါလားရရလား ရတယ် အဲ့တော့လောဘရောင်းလိုက်တော့ရောင်းလိုက်ကွာ ရလား ငါရဆိုရ နေရာပဲစင်တော့ အောင်ပါလိ အေးဟုတ်ပြီဖတ်မှလည်းဒါကောင်းပါပဲတင်မယ်လို့ဒီနေ့ကတော့ငါးကြီးကြီးရပြီနော် ရတယ် အဲ့ဒီမပြောင်းလို့လေ ဟိုဒီနေ့900လောက်ယူခလိုက်လို့ဆယ်လူလေးပေါ့130โอเค ဘောဒီရရတာဒီရ ကဲဟုတ်ပြီဒီအောင်လို့ရှင်ပြန်တင်နေပြန်ဘယ်လိုလုံးကြီးကြီးလို့ဘောနေရ30နဲ့ဝယ်ခဲ့ရတယ်ကြောကဲဝါကဲပြပြချက်လေးကိုကြည့်မယ်နော်ကာလာလေးနဲ့လာတာပေါ့ဗျာနော်ဘယ်လိုလိုဘယ်ကာလာလိုလာတယ်ဗျရန်ကောင်းညီရဲ့အထဲမှာလည်းပါတယ်ဗျဒီဆိုရှင်ကြောက်ချော်တဲ့အင်မတန်မှလာစီပါဒီမှာဘင်းလေးကလည်းကျဲတယ်အရန်ချက်လို့ကောင်းတဲ့ကြောက်မျိုးပေါ့ဗျာနော်မျိုးနဲ့အင်မတန်မှစွာတဲ့ကြောက်ဖြစ်တယ်ဗျာနော်ဟုတ်လို့ဘာလို့လာမတင်စိမ့်တော့မယ်နော်အလုံးကန်ဒုအနေထားကလုံးဝအပြည့်ရှိတယ်ဗျဒီကြောက်မျိုးမှန်ရမယ်ရန်ကောင်းလုံးရမယ်ပြီးတော့ရှော်လေးလည်းလာရမယ်အလုံးကန်ကြည့်ပြီးမှအနာလေးကလည်းလိမ်ပါတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လက်ကောက်ခေါင်းရမယ်ကြောက်ရေမစင်းဖြစ်တယ်ဆိုတော့ကြောင့်မလို့အရင်မန်းကိုလည်းခေါင်းလို့ရသေးတာပေါ့ဗျာနော်ကျွန်တော်လုံးကြည့်ကြည့်မှာတို့ကအရင်မန်းလေးကပါသွားပြီဆိုလို့ရှိရင်တော့ဒီကြောက်ကရာပန်းအနေနဲ့တောက်ပိုင်းဖြစ်သွားနိုင်တယ်ဗျာနော်အရင်ဆိုတာဥစ္စာပဲလိုအပ်တယ်ကြီးကြီးမားမားတော့မဟုတ်ဘူးနော်တို့တကွင်းဆောင်မှာတို့မျိုးသားမှာတို့ကတ်လိုက်နေဆိုတာလေကိုဒီကျိတ်ခေါ်သွားရမယ်ဒါမျိုးတွေမှာရှိအောင်ပေါ့ဗျာအဲကြောင့်မလို့ဒီကြောက်လေးကိုသူ့ချရာလေးခေါ်ပေးချင်တယ်ဗျ130မှာဝယ်ထားဆိုတော့ကြောင့်မလို့တစုကိုကျွန်တော်9သိန်းလုံးနဲ့ပဲခေါ်ပေးမယ်အကုန်မတို့ဘက်ကနေပြီးမှအစင်းအလုံးကြီးကြီးလုံးဝခေါင်းချက်ရှိတဲ့ကြောက်လေးကိုခေါင်းကြည့်ချင်တယ်စိတ်ဝင်စားတယ်အဆုချရာလေးထည့်ဝင်ချင်တယ်ဆိုလို့ရှိရင်တော့ဆက်သွယ်လို့ရပါတယ်ဗျာနော်